မွေးဖက်ဝတ်တင်နဲ့ကားသမားတွေသမင်းဘိုက်စားလို့ဆိုရင်မဟုတ်တော့ဆန်းစားတယ်ဆိုင်ငယ်စီးနေပါပြီလို့လို့ဆိုရညာလည်းသူတနေ့ပြီလေတနေ့ကြောင့်နေတယ်သူနည်းနည်းတက်တာသွားတယ်ငါနာပြီအဲ့တို့ရှိရတဲမှာနေတာအဲ့ဒါဘီလိုကကောင်းကြတယ်ဒီနိုင်